follower free အမြန်ဆုံးရစေမယ့်နည်းလမ်းလေးကိုကျွန်တော်ဒီဗီဒီယိုလေးထဲမှာပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ follower free လိုချင်တယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားဖို့အတွက်အကြံပြုပါရစေ။ကျွန်တော်ကိုယ်တိုင်လည်းဒီနည်းလမ်းလေးကိုစမ်းသပ်ထားတယ်ပေါ့နော်။တကယ်လည်းရတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ကျန်တဲ့သူတွေလည်းရစေခြင်းနဲ့စေတနာနဲ့ပြောပြပေးခြင်းဖြစ်ပါတယ်။ဒီနည်းလမ်းလေးကိုကျွန်တော်လွန်ခဲ့တဲ့6လပိုင်းလောက်ထဲကနေစပြီးတော့ပေါ့နော်စမ်းသပ်ကြည့်ထားတာတခြားအကောင့်တွေနဲ့လည်းကျွန်တော်စမ်းပြီးတော့လုပ်ကြည့်ထားသေးတယ်ပေါ့နော်တေချာအောင်ဆိုပြီးကျွန်တော်အများကြီးစမ်းသပ်ထားတာဖြစ်ပါတယ်တကယ်လည်းရတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဝေမျှပေးခြင်းဖြစ်ပါတယ်အဲ့တော့ဒီမှာပုံထဲမှာပြထားတဲ့အတိုင်းပဲဒီမှာတွေ့လားကျွန်တော်တယောက်ရထားတယ်ပေါ့နော်တယောက်ရထားတာဖြစ်တယ်ဒါနမူနာတွေနဲ့ကျွန်တော်ပြပေးထားတာဖြစ်တယ်နောက်ပြီးတော့ဒီစမ်းသပ်ပြီးနောက်ခဏအတွင်းချင်းမှာပဲပေါ့နော်သူကနောက်ထပ်3-4ယောက်ထပ်ပြီးတော့ရလာတာမျိုးလဲကျွန်တော်တွေ့ရတယ်ပေါ့နော်အနည်းဆုံးတော့1ယောက်ရတယ်အဲ့တော့ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာလေးကိုပြောပြပေးလိုက်တော့မယ်နော်အရင်မခက်ခဲပါဘူးတအားကိုလွယ်ကူလွန်းနေပါတယ်ဘာသွားလုပ်ပေးရမလဲဆိုတော့ကျွန်တော်တို့ရဲ့ Facebook Foundation ကိုတွားပြီးတော့ follow လေးတွားနှိပ်ပေးရမှာဖြစ်ပါတယ်အရင်လွယ်ကူလွန်းနေနော်အဲ့လိုနှိပ်လိုက်တာနဲ့တပြိုင်နက်ကျွန်တော်တို့ကို follower 1ယောက်သို့မဟုတ် friend 1ယောက်ကျွန်တော်တို့ပေးမှာဖြစ်ပါတယ်ကံကောင်းရင်2ယောက်3ယောက်4ယောက်အထိရနိုင်ပါတယ်အခု content monetization အတွက်အိမ်စာတွေလုပ်နေရတယ်ဟုတ်အိမ်စာတွေလုပ်တဲ့အခါမှာ follower တွေရဖို့အတွက်စူးစမ်းနေကြတဲ့အခါမှာအခုလို follower 1ယောက်2ယောက်3ယောက်4ယောက်အထိအနည်းဆုံးပေါ့နော်အနည်းဆုံး1ယောက်တော့ရတယ်3ယောက်4ယောက်ထိရရင်တော့ကောင်းတာပေါ့နော်အဲ့လို free ရစေဖို့အတွက်နည်းလမ်းလေးကိုကျွန်တော်ကမျှဝေပေးခြင်းဖြစ်ပါတယ်အရန်ကိုလွယ်ကူလွန်းတဲ့အတွက်ကြောင့်မလို့လိုက်ပြီးတော့လုပ်ကြည့်ဖို့အတွက်မေတ္တာရက်ခံပါတယ်အကယ်၍ကိုက page အနေနဲ့ဆိုလို့ရှိရင်တော့ follower တယောက်ရနိုင်တယ်ပေါ့နော်အကယ်၍ကိုက account အနေနဲ့ဆိုလို့ရှိရင်တော့ friend တယောက်အနေနဲ့လက်ခံရရှိမှာဖြစ်ပါတယ်အဲ့တော့ဘသူပဲဖြစ်ဖြစ်လက်ခံလိုက်ပေါ့နော်ကိုကအနည်းဆုံးတယောက်တော့ရသွားတယ်လို့ဖြစ်သွားလိမ့်မယ်ဒါမဲ့တစ်ခုသတိထားရမှာရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ကိုကဒီ Facebook Foundation ကိုတခါမှ follow မလုပ်ထားတဲ့ page သို့မဟုတ် account ဖြစ်နေမှာရပါမယ် follow လုပ်ထားပြီးရင်တော့မရတော့ပါဘူးเนาะအဲ့ဒီတစ်ခုလေးတော့ကျွန်တော်သတိထားရပါမယ်သတိထားရမယ်လို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဘာမှလည်းအပန်းကြည့်တာမဟုတ်တဲ့ကြောင့်မလို့တိုင်းလုပ်ကြည့်လိုက်ပေါ့နော်အကယ်၍ရတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကိုဒီ comment လေးမှာတကယ်ရပါတယ်ဆိုတဲ့အကြောင်းလေးကိုဒါပြီးတော့ရေးသွားပါအောင်เนาะအဲ့တော့ကိုကအကောင့်အနေနဲ့စူးစမ်းတာလား page အနေနဲ့စူးစမ်းတာလားအကောင့်အနေနဲ့ဆိုလို့ရှိရင်တော့ friend ရပါတယ်ဆိုပြီးတော့လာပြောပေးပေါ့နော် page အနေနဲ့စူးစမ်းရဆိုလို့ရှိရင်တော့ follower တယောက်ရပါတယ်ဆိုပြီးတော့လာပြောပေးပါနော်အဲ့တော့နောက်နေ့ကြာလို့ရှိရင်လည်းကျွန်တော်သိထားတဲ့အကြောင်းအရာလေးတွေကိုဒီ page လေးမှာဝေမျှပေးသွားမှာဖြစ်ပါတယ်အဲ့တော့ like and follow လေးအသေးလေးပေးသွားဖို့အတွက်ဝေမျှပေးဖို့အတွက် sharing လေးလုပ်ပေးဖို့အတွက်ကျွန်တော်မေတ္တာရက်ခံပါတယ်ကျေးဇူးတင်ပါတယ်နောက်နေ့ကျရင်ပြန်ပြီးတွေ့မယ်နော်